မိဘတွေကသားသမီးတွေကိုဘလို့ဂယူးဆိုင်လဲတွေးကြည့်ပါငါသမီးလေးအစားကောင်းကောင်းစားရလားအချိန်မှန်မှန်အေးရေးဝဝရောအိတ်ဖြစ်ရလားငါသားလေးကိုသူ့အလောက်ကလူတွေကကောင်းကောင်းဆက်ဆံကြရလားတငယ်ချင်းတွေကဝိုင်းပြီးတော့ချစ်ပေးကြရလားငါသမီးလေးခရီးသွားတာဘေးမတိရန်မခနဲ့ရောက်သွားရလားအလုပ်တွေများပြီးတော့ငါသမီးလေးနားဖို့အချိန်မှရှိရလားစိတ်ဓာတ်တွေများကြနေမလားအယမ်းပင်ပန်းနေပြီလားဒါတွေဟာကျမတို့ရဲ့မိဘတွေကကျမတို့ကိုဂယူးဆိုင်ပေးတဲ့မိဘမြတ်တာဖြစ်ပါတယ်။ဟိုးရင်ကျမပထမဆုံးအလုပ်စားလုပ်တုန်းကအရန်ဒေါသကြီးရဲ့ boss နဲ့ကြုံရလို့အလုပ်ထဲမှာအပြောခံရတဲ့အခါကျမအဖေပြောဘူးတဲ့အားပေးစကားလေးတစ်ခုသတိရမိပါတယ်။သမီးကိုတန်ဖိုးမထားရင်အနှိမ်ခံရရင်အဲ့ပတ်ဝန်းကျင်ကချက်ချင်းထွက်လာခဲ့လိုက်။မိအလုံးမလုပ်ရင်လည်းအဖေတို့တစ်သက်လုံးသမီးကိုကောင်းကောင်းကြွေးထားလို့ရတယ်။ကိုကိုနှိမ်မှန်းပတ်ဝန်းကျင်မှာရေရှည်ဆက်နေစရာမလိုဘူးအခုထွက်ခဲ့လိုက်ကျမအဖေကကျမဇွဲကောင်းမှန်းအတန်မထွက်ပေမဲ့ဒုက္ခကိုအန်ကျိတ်ခံပြီးတော့အဆုံးထိသွားတတ်မှန်းသူ့သမီးရဲ့တဘာဝကိုသိတဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးပြေးတဲ့လမ်းမှာအထိနာပွန်းရှများမှဆိုလို့မိဘမြတ်တာနဲ့နောက်ကနေလိုက်ပြီးတော့ထိန်းတာဖြစ်ပါတယ်ကျမတို့ကိုယ်တိုင်က self love ကိုတကယ် practice လုပ်တယ်ကိုတကယ်ချစ်တတ်တယ်ဆိုတာဟာမိဘကသားသမီးကိုဂယူးဆိုင်တယ်လို့မျိုးကိုဂယူးဆိုင်ဖို့တက်ဆွမ်းတာဖြစ်ပါတယ်ညီမချက်တွေများပြီးတော့လိုချင်တဲ့အရာတွေနောက်ကိုလိုက်ရင်းနဲ့ဘဝကအရန်ပင်ပန်းရတဲ့အခါခန္ဓာကိုယ်ကျန်းမာရဲ့လားငါရဲ့စိတ်ကလေးရောကျန်းမာရဲ့လားစသဖြင့်ကိုအသေးစိတ်ကနေလိုက်ပြီးတော့ဂယူးဆိုင်တတ်တာဖြစ်ပါတယ်အလုံးမှာ pressure တွေများပြီးတော့လူတချို့နဲ့မတည့်လို့စိတ်တွေအရန်လောင်ရတဲ့အခါဒီပတ်ဝန်းကျင်မှာငါအသက်ရှင်နေရတာပင်ပန်းနေပြီလားဒီအခြေအနေတွေကနေရုံထွက်လို့ရအောင်ငါဘယ်လိုပြုစုပြောထောင်ပေးရမလဲငါ့ကိုတစ်ချိန်လုံးမျက်ရည်ကျစီတဲ့လူတစ်ယောက်အတွက်ကြောင့်ငါ့အပေါ်မှာဘယ်တော့မှမကောင်းခဲ့တဲ့လူတစ်ယောက်ကိုချစ်မိပြီးတော့ဒီနွန်ထဲကရုံမထွက်နိုင်တဲ့အခါဒါဟာမှားနေတယ်ဒါဟာကိုယ့်အတွက်မကောင်းဘူးကိုယ့်အတွက်မတန်ဘူးဒီထဲကနေရုံထွက်လို့ရအောင်ကိုဘယ်လို nurture လုပ်ပေးရမလဲဆိုတာမျိုးစဉ်းစားတတ်တာဒါတွေဟာ self care ရဲ့လက္ခဏာတွေဖြစ်ပါတယ်ကိုယ့်ရဲ့မိဘနေရာကနေစဉ်းစားကြည့်ပါငါရဲ့မိဘသာဆိုရင် तू မွေးထားပေးခဲ့တဲ့သူ့သားသမီးကိုတယောက်ကဒီလိုအနိုင်ကျင့်တဲ့အခါဒီနေရာမှာဆက်ပြီးတော့ငါ့ကိုရက်တီစေမလားငယ်တုန်းကကျမတို့ရဲ့မိဘတွေကကျမတို့ကိုသွားဆဆအသေးစိတ်ကနေလိုက်ပြီးတော့ဂယူးဆိုင်ပေးတယ်လို့ပါပဲတာဝန်သိပြီးတော့ရင်းကျက်တဲ့တကယ်ကိုဂယူးဆိုင်တတ်တဲ့ရေရှည်ကိုတွေးတတ်တဲ့လူတစ်ယောက်ဟာကိုမိဘကကိုဂယူးဆိုင်ပေးခဲ့တယ်လို့မျိုးကိုဂယူးဆိုင်ပေးဖို့တက်ဆွမ်းတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တခါတလေမှာကျမတို့ကိုစိတ်ရောကိုယ်ရောတကယ်တမ်းမကြမ်းပါစေတဲ့အဓိကလူဟာကိုယ်တိုင်ဖြစ်နေတတ်ပါတယ်ဒီဗီဒီယိုလေးကိုကျမနဲ့အတူတူ Ryan မြန်မာကတင်ဆက်လိုက်တာဖြစ်ပါတယ်မြန်မာဖြစ်တဲ့အတွက်ဘယ်ဝဲရောက်မြန်မာလက်ဖက်ရည်အရသာစစ်စစ်ရှိတဲ့ Ryan မြန်မာ teammates ကိုပဲအမြဲတမ်းတောက်သုံးပါတယ်ကျေးဇူးတင်ပါတယ်ရှင်